ခီးပဲမင်းပြန်တန်းအမောင်တွေတဲ့ဒီဆိုဝင်မလားအလေးဟုံးစီရင်ဝေးနေစေအကျွေးလွင်သွားမယ့်နေရီလေတရားများနဲ့ဖြတ်ကျော်စေအပြန်လာခဲ့ဖို့တင်ပြီးမို့အေးရခုမခုနာခွေရငယ်ချင်းလေအေးမြရဲ့ဘယ်မှာရှိမလဲတကယ်ဆိုမ